အရှင်ဒီပြည့်ပြည့်ဆိုရင်တော့ဆောင်းကြည့်လို့ပဲရအောင်တဲ့ထိုးလေးကြောင့်ရအောင်တဲ့ဟုတ်ပြီးစီပြီးတော့ကိုလေးလာတာပြီးတော့ကိုလေးတော့ရအောင်တဲ့အော်ဒီကားလေးနဲ့ထုံမလိုက်တော့ဗျာဟုတ်ဒါပဲโอเคကျွန်တော်တို့ကိုကြီးပြည့်စုံများမြင်ကြတဲ့အတိုင်းပါဗျာဒီနေ့ထိုးသားကြတဲ့ကျွန်တော်တို့ရအောင်ထက်ကိုရင်းနဲ့ဘုန်းကြီးကျော်သူနာကိုမီလို့ရှင်ပြန်ထိုးသားတဲ့နေရာမှာနောက်ဆုံးဒီရှင်ပြန်ချင်း78စက္ကန့်မှာပဲကျွန်တော်တို့အနီတော်ဘက်ကရအောင်ထက်ကိုရင်းဆက်လက်ထိုးသားလို့မနိုင်တော့တဲ့အတွက်ဒီပွဲစဉ်မှာကျွန်တော်တို့ကိုလင်းကျော်သူနာဘူမိအလဲထိုးနဲ့လည်းရရှိပါမယ်နော်โอเคဒီဆောင်ရဒီတိုင်းမခံတော့ဘူး။လိုက်ပြီးပြင်မှာဖြစ်ပါတော့ဗျာ။အနာရရှိသွားတဲ့ရအောင်ဆက်အာထုံးလေးတော့သူနာပုံမင်းဆုလက်ခံမှာဖြစ်ပါတော့ဗျာ။ဟုတ်ကဲ့ဒုတိယဆုရရှိသွားတဲ့ရအောင်ဆက်ကိုကြီးဆုလက်ခံမှာဖြစ်ပါတော့ဗျာ။ဟုတ်ကဲ့ဟုတ်ကဲ့အနေရရှိသွားတဲ့ထုံးလေးကျော်သူနာပုံမင်းရဲ့သက်ကြီးကိုရသားမြောက်စားပေးမယ်